ကျွန်တော်ရဲ့ YouTube channel မှာရှိကြတယ်ချစ်မဲ့ဆိုများအားလုံးပဲမင်္ဂလာပါဗျာနော်အဲ့တော့ကျွန်တော်ဒီညဗီဒီယိုဖိုင်လေးကတော့မနက်ဖြန်မှာကျွန်တော်တို့ရက်ချင်းပြည့်တဲ့မူတစ်ခုရယ်ရက်ကြော်နေတဲ့မူတစ်ခုရယ်နှစ်ခုသွားပြီးတော့စုံနေတာကခွန်နော်အဲ့တော့ခွန်ကတော့ကျွန်တော်တို့နောက်ဆုံးကြံနေတဲ့တစ်လုံးဖြစ်တယ်ပျောက်ချင်လဲပျောက်မယ်လာချင်လဲလာမယ်နော်အဲ့လိုယူရှင်းတာတော့မရှိတော့နော်အဲ့တော့ကျွန်တော်တို့ကြိုက်တဲ့မိတ်ဆွေတွေကသုံးပါမကြိုက်ဘူးဆိုတဲ့မိတ်ဆွေတွေကမသုံးပါနဲ့နော်ကျွန်တော်တို့တေချာပုတ်ကြီးအပိုင်ပြီးတော့ကျွန်တော်တို့ဘယ်သူမှမပြောနိုင်ဘူးเนาะသူ့မှာကျွန်တော်တို့အပိုင်မရှိဘူးအဲ့တော့ကျွန်တော်တွေ့ထားတဲ့မူလေးတွေကျွန်တော်ချပြပေးမယ်မိတ်ဆွေတွေကကြာရင်သုံးเนาะအဲ့တော့ကျွန်တော်နေ့ရက်ထဲမှာနှစ်ခွန် break ရှိတယ်မနက်ဖြန်မှာနှစ်ခွန် break ကမနက်ဖြန်တရက်ပဲကြာတော့တယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီတပတ်စာကျွန်တော်တို့ကိုလေး break เนาะထိတ်ဆုံးကျွန်တော်တို့40ရပြီမူကနန်းကလည်း40ရပြီအဲ့ဒါပြီးကျွန်တော်နောက်ထပ်ကြံ3ရက်အတွက်16 break เนาะ16 break လည်းကျွန်တော်တို့ထွက်သွားပြီเนาะ60အဲ့တော့နှစ်ခွန် break ထပ်ပေးထားတာရှိတယ်เนาะဒါကတော့ကျွန်တော်ဒီညပေးမဲ့ကဏ္ဍလေးတွေကတော့မနက်ဖြန်တော့နေတိုက်ပေါ့เนาะမနက်ဖြန်နေတိုက်အဲ့တော့ကျွန်တော်တစ်ချက်ကြည့်ရအောင်เนาะအဲ့ဒါလေးကဘာလေးဖြစ်မလဲဆိုတော့အလဲလေးသုံးမှုဗျာเนาะ तू က3ရက်အတွင်းမှာထွက်တာအလဲလေးသုံးဖြစ်တိုင်းမှာ3ရက်အတွင်းမှာထွက်တယ်အခုကျွန်တော်3ရက်ကိုမထွက်သေးဘူးဆိုတော့เนาะမနက်ဖြန်4ရက်ကြော်ပေါ့เนาะကျွန်တော်တို့ရက်ကြော်နဲ့လဲရှေ့မှာအချိန်တော်တော်များများအဆင်ပြေဘူးတယ်ဗျာเนาะအဲ့တော့ရက်ကြော်လေးကျွန်တော်တို့တုံးကြည့်မယ်အလဲမှာ4-3-3-4เนาะ4-3ပဲဖြစ်ဖြစ်3-4ပဲဖြစ်ဖြစ်ဘယ်နေ့မှာပဲဖြစ်ချင်တဲ့နေ့မှာဖြစ်เนาะအဲ့ဒါအလဲမှာ3-4-4-3ဖြစ်တာ ਨੇ သူက3ရက်အတွင်းမှာထွက်ပေးတယ်เนาะအဲ့ဒါဘာလဲဆိုတော့မနက်ပိုင်းထိပ်စီးကိုကြည့်ခွန်ထိပ်ရှိလို့ခွန်ပါဝါ2ပိုင်းเนาะခွန်ပါဝါ2ပိုင်းက3ရက်အတွင်းမှာထွက်တယ်เนาะ3ရက်အတွင်းမှာ2ပိုင်းက3ည2 1 2เนาะ28เนาะအဲ့2ပိုင်းထွက်တယ်အဲ့ဒီ2ပိုင်းကျော်တော့ဘာနဲ့ကတ်မလဲဆိုညနေကဏ္ဍ3-9ပေါင်းခြင်း2ထက်ငယ်တာဒီ1နှစ်ထက်ကြီးတာဒီ3 1-2-3ပရိနဲ့ခွန်ပါဝါ2ပိုင်းကို3-9ပေါင်းခြင်း2 1-2-3ပရိနဲ့ပေါ့เนาะနှစ်ထက်ငယ်တာ1နှစ်ထက်ကြီးတာ3ဆို1-2-3ပရိနဲ့2ပိုင်းကို1-2-3ပရိနဲ့3ရက်အတွင်းမှာ3ည2 1-2လို့ထွက်တယ်เนาะအဲ့တော့ကျွန်တော်နောက်ထပ်တစ်ပိုင်းအလဲ4-3ဖြစ်တယ်အဲ့တော့မနက်ထိပ်စီးကကျွန်တော်တို့3ညထိပ်3ညပါဝါ9ပိုင်းเนาะ3ရက်အတွင်း9ဘူးလို့ထွက်တယ်9ပိုင်းကိုကျွန်တော်တို့ကဒီညနေကဏ္ဍ3ခွန်ပေါင်းခြင်း3ည3ညထက်ငယ်တာ9 3ညထက်ကြီးတာက1 9-3ည1 brain နဲ့3ညပါဝါ9ပိုင်းကို9-3ည1 brain နဲ့3ရက်အတွင်း9ဘူးเนาะအဲ့တော့ကျွန်တော်နောက်ထပ်တစ်ပိုင်းအလဲ3-4ဖြစ်တယ်မနက်ထိပ်စီးက9အဲ့တော့9ပါဝါ3ညပိုင်း3ညပိုင်းကို4-3ပေါင်းခြင်းကခွန်ထက်ငယ်တာ6ခွန်ထက်ကြီးတာက8 6ခွန်8 brain နဲ့9ပါဝါ3ညပိုင်းကို6ခွန်8 brain နဲ့3ရက်အတွင်း3ညခွန်လို့ထွက်တယ်เนาะအဲ့ကျွန်တော်နောက်ထပ်တစ်ပိုင်းဒီမှာလည်းအလဲ3-4ဖြစ်တယ်ပေါ့အလဲ3-4ဖြစ်တယ်မနက်ထိပ်စီးကခွန်ပါဝါ2ပိုင်းเนาะကျွန်တော်တို့က2ပိုင်းကိုညနေကဏ္ဍ4-8ပေါင်းခြင်းက2နှစ်ထက်ငယ်တာ1နှစ်ထက်ကြီးတာ3 1-2-3ပရိနဲ့ခွန်ပါဝါ2ပိုင်းကို1-2-3ပရိနဲ့3ရက်အတွင်း2-9လို့ထွက်တယ်เนาะအဲ့ကြောင့်ဒီမှာအလဲ3-4ဖြစ်တယ်မနက်ထိပ်စီးက9ပါဝါ3ညပိုင်းကိုညနေကဏ္ဍ4-3ပေါင်းခြင်းကခွန်ထက်ငယ်တာ6ခွန်ထက်ကြီးတာ8 6ခွန်8ပရိနဲ့9ပါဝါ3ညပိုင်းကို6ခွန်8ပရိနဲ့3ရက်အတွင်း80လို့ထွက်တယ်ဟုတ်ပြီနော်အဲ့ကြောင့်အခုဒီမှာအလဲ3-4ဖြစ်တယ်ဒါဆိုရင်မနက်ထိပ်စီးက2ထိပ်ရှိလို့2ပါဝါခွန်ပိုင်းနဲ့3ရက်အတွင်းမထွက်ဘူးမနက်ဖြန်မှာရက်ကြော်3မယ်เนาะ4ရက်အဲ့ဒီခွန်ပိုင်းကိုညနေကဏ္ဍ4-3ညပေါင်းခြင်းက4ထက်ငယ်တာ3 4ထက်ကြီးတာက9 3-4-5 break နဲ့2ပါဝါခွန်ပိုင်းကို3-4-5 break နဲ့ဆိုတော့ကဏ္ဍ3ခွက်ပဲရှိမယ်เนาะခွန်6ခွန်8เนาะအဲ့3ခွက်ပြီးရင်ဒုတိယနောက်ထပ်တစ်ခုကเนาะထိတ်ညီကိုအပိတ်ညီကိုဖြစ်ရင်3ရက်အတွင်းမှာခွန်ပိုင်းကို168 key break နဲ့အဲ့ကောင်ကကဏ္ဍ5ခွက်ရှိတယ်အဲ့တော့အဲ့မှာကျွန်တော်တို့တွားပြီးထပ်တူကြနေတယ် main တွေကเนาะအဲ့တော့ကျွန်တော်ဒီမှာ1-2မနက်ထိပ်စီး1ညနေထိပ်စီးက2 1-2ညီကိုပေါ့เนาะမနက်အပိတ်က9ညနေပိတ်ကလည်း8 9-8ညီကိုအဲ့တော့ထိတ်ညီကိုအပိတ်ညီကိုဖြစ်ရင်เนาะအဲ့တော့ထိတ်ညီကိုအပိတ်ညီကိုဖြစ်ပြီဆိုရင်3ရက်အတွင်းမှာခွန်ပိုင်းကို168 key break နဲ့ထွက်တယ်တရားတစ်ခါဆိုရင်83ထွက်တတ်တယ်အဲ့ဒါတော့ကိုယ့်ကိုတတိထားပါဗျာเนาะပြီးရင်တနင်္လာညနေမှာ4 break ထွက်ထားလို့အဲ့ဒီတစ်ပတ်အတွင်းမှာခွန်1ခွန်4ခွန်ပြောက်သွားရင်တော့မတတ်နိုင်ဘူးပေါ့ဗျာเนาะရှေ့မှာကျွန်တော်တို့တနင်္လာညနေ4 break နဲ့မကြရခဲ့တဲ့2ကွက်ပေါ့เนาะ
တနင်္လာညနေမှာ4 break လို့ထွက်လာတာနဲ့အဲ့ဒီတပတ်အတွင်းမှာခွန်1နဲ့ခွန်4နော်တကွက်လိုက်ထွက်ပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပထမမူကအလဲ3လေးမူက3ခွက်ထဲနော်အလဲ3လေးမူက3ခွက်ထဲခွန်ပိုင်းကိုကျွန်တော်တို့ခွန်ပိုင်းကိုကျွန်တော်တို့က3 4 5 break နဲ့နော်ခွန်ပိုင်း3 4 5 break နဲ့ဆိုရင်ခွန်6ရယ်ခွန်9ရယ်ခွန်8ရယ်ဒါကျွန်တော်တို့အလဲ4 3မူရယ် main 3ခွက်နော်နောက်ထပ်ကကျွန်တော်တို့ထိတ်ညီကိုပိတ်ညီကိုမူကခွန်ပိုင်းကို168 key break နဲ့ဆိုခွန်ပိုင်းကို168 key နဲ့ဆိုခွန်1ခွန်6ခွန်8ခွန်ပိုင်းကို168 break နဲ့ဆိုရင်ခွန်4 1 break ခွန်9 6 break ခွန်1 8 break နော်အဲ့တော့ဒါထိတ်ညီကိုပိတ်ညီကိုမူက main နေရောအလဲ3လေးမူက main ရောပြီးရင်တင်လာညနေ4 break ထွက်လို့ခွန်4ခွန်1အားလုံးစုစည်းထားတဲ့6ကွက်နော်မနက်ဖြန်ကျွန်တော်တို့တောက်ကြနေ21ရက်နေ့နော်တောက်ကြနေမနက်ညမှာနော်ကြိုက်တယ်ဆိုရင်ဒီမှာကျွန်တော်တို့ main 6ကွက်ရွေးပေးထားတယ်နော်အဲကျွန်တော်တို့ကြိုက်တယ်ဆိုရင်3ကြံကနန်းဖြစ်တဲ့အတွက်ကျွန်တော်ခုနပြောလို့ပဲနော်ပျောက်ချင်လည်းပျောက်သွားနိုင်တယ်လာချင်လည်းလာနိုင်တယ်ဘယ်သူမှကျွန်တော်တို့တက်ကြီးပြောလို့မရဘူးကျင်းသေးကြီးကျွန်တော်တို့ပြောလို့မရဘူးနော်အဲ့တော့ကြိုက်တဲ့မိတ်ဆွေများက3ပါနော်ကဲအဲ့တော့ကျွန်တော်တို့ဒီညဗီဒီယိုလေးကတော့ကျွန်တော်ဒါလေးတွေပြပေးခြင်းလို့ပေါ့နော်ကျွန်တော်မိတ်ဆွေတွေကြိုက်သူရင်သုံးလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်ဒုတိမှာအပိုင်းဆိုတာမရှိတဲ့အတွက်အမှားမှန်ကိုလက်ခံနိုင်မှယူ3ပါနော်အဲ့တော့ကျွန်တော်အလဲ36ဖြစ်လို့အလဲ36ဖြစ်လို့နော်အလဲ36ဖြစ်တဲ့နေရာကျွန်တော်ဒီမှာအလဲ3663ဖြစ်လို့2ရက်အတွင်းမှာအပူနော်နက်ခတ်ကျွန်တော်2ရက်အတွင်းမှာအပူနက်ခတ်ဆိုအင်္ဂါနေ့ကကျွန်တော်တင်ပေးခဲ့တယ်အဲ့ဒါမထွက်တော့ကျွန်တော်ကိုလာပြောတယ်နော်40ရထားတာလေးပြန်ပါသွားပြီအဲ့ဒါကျွန်တော်တို့ရတဲ့ခါမှာယူလိုက်လေဗျာမရတဲ့ခါပေးလိုက်ပေါ့နော်နောက်နေ့ကျွန်တော်တို့မထွက်ဘူးလားကြော်ထွက်သွားတာလေ53ဆိုပြီးတော့နော်အဲ့တော့ဒီမှာကျွန်တော်တို့နောက်ထပ်အလဲ36ဖြစ်တယ်နော်2ရက်အတွင်းအပူနက်ခတ်တဲ့ထပ်ထွက်တာပဲလေ69တဲ့နက်ခတ်နော်ကိုကိုင်းနဲ့လှည့်ကြမှာသူကသူကြော်ထွက်တာလေနော်ပြတ်သွားတာမဟုတ်ဘူးသူကသူရက်ကြော်ပြီးထွက်တာနော်နောက်တစ်ခါထပ်ဖြစ်တယ်ကွက်တိပဲကျွန်တော်ချစ်ချင်းကိုဘုံငနဲ့ဆိုထွက်သွားတယ်နက်ခတ်နော်အဲ့ဒီ69ကမနက်ကကျွန်တော် Telegram မှာကျွန်တော်တင်ပေးဖြစ်သေးတယ်နော်ဒီ channel မှာကျွန်တော်အလုံးမအားတာနဲ့မတင်ပြတာနော်အဲအကြောင်းကိုကျွန်တော်အမြဲပြောတာ Telegram လေးကို join ထားကြဆိုတာ Telegram မှာကျွန်တော်အမြဲတမ်းမှာတစ်ခွက်ပဲရရနှစ်ခွက်ပဲရရများတော့အဖြစ်အမြဲတမ်းတင်ပေးဖြစ်တယ်နော်အဲအကြောင်းမလို့အဲ့တော့ Telegram မှာ join ထားတဲ့မိတ်ဆွေတွေကမနက်ကဒီ69ရလိမ့်မယ်နော် okay အဲ့တော့ကျွန်တော်တို့မနက်ဖြန်မှာဒီကနန်းလေး6ကွက်เนาะဒီကနန်းလေး6ကွက်ခွန်ပြောင်းမယ်ဆိုတာခွန်ပြောင်းမယ်လို့ကြိုပြီးတော့တည်နေတဲ့မိတ်ဆွေတွေကတော့မထိုးနဲ့ပေါ့ဗျာဒီ6ကွက်เนาะအကုန်တတ်တာတော့ပေါ့เนาะခွန်ကပြောင်းမှာပါကွာဆိုပြီးကြိုတည်နေတဲ့မိတ်ဆွေတွေပေါ့ကျွန်တော်ကတော့ကြိုမသိဘူးခွန်ကပြောင်းမှာလားမေးရင်လည်းမသိဘူးလာမှာလားလို့မေးရင်လည်းမသိဘူးเนาะလာမှာလားပြောင်းမှာလားကျွန်တော်ကြိုမသိဘူးဒါပေမဲ့ကျွန်တော်မူတွေထဲမှာတွေ့ထားတာလေးကိုတွေ့တဲ့အတိုင်းအရှိကိုအရှိတိုင်းကျွန်တော်ချပြပေးတာเนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေကကြိုက်တယ်ဆိုရင်စင်တင်လေးတုံးလိုက်ရုံပဲเนาะမကြိုက်ဘူးဆိုရင်တော့ဖိတ်ကတ်ထားလိုက်ပေါ့เนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေဗျာเนาะမိတ်ဆွေများအားလုံးပဲကြမ်းမှန်ချမ်းသာကြပါစေကျွန်တော်အများတန်းမှာအားပေးကြတယ်ကျွန်တော်မိတ်ဆွေများအားလုံးကိုတူတယောက်မကြမ်းကျွန်တော်မင်းခန်းကကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျာเนาะအဲ့တော့ကျွန်တော်ရဲ့ဒီညဗီဒီယိုဖိုင်လေးကတော့ဒီညပါပဲပြီးရင်ကျွန်တော်ပြောစရာလေးမေ့သွားကျွန်တော်ဒီအပတ်တိုင်းမှာထွက်နေတဲ့เนาะအပတ်တိုင်းမှာထွက်နေတဲ့မြန်မာဘာဝထိုင်းဘာဝအပူမထွက်သေးဘူးเนาะမထွက်သေးဘူးမနေ့ပြန်အဲ့ဒါနောက်ဆုံးကြောင်ပိတ်ပဲကို့မှာဘိုင်ရှင်းကတ်ပြီးတော့တီးလိုက်တော့เนาะအဲ့ဒီကျွန်တော်တတိပေးလိုက်တယ်เนาะโอเคကဲအဲ့တော့ကျွန်တော်မိတ်ဆွေအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ကြပါစေเนาะအားလုံးပဲကျွန်တော်မိတ်ဆွေတွေဘေးရန်တွေအပေါင်းမှာကင်းဝေးလွတ်မြောက်နိုင်ကြပါစေဗျာเนาะအားလုံးပဲခွက်လက်ပါဗျ